Hello အားလုံးပဲမင်္ဂလာပါတက်တော်ချင်းညီကိုကြီးတွေเนาะတော့အမြဲတမ်းအားပေးတဲ့ညီကိုတွေကျွန်တော်ရဲ့ဘယ်ကအမြဲတမ်းလာပြီးတော့ဝယ်ယူနေတဲ့ညီကိုတွေเนาะအားလုံးပဲမင်္ဂလာပါကျွန်တော်နှုတ်ဆက်ပါတယ်เนาะဒါဗီတာလေးပါခုနကတော့အရှိမဆန်းပွားရင်เนาะဒါတွေကတိတ်ခွေနဲ့တခါထပ်ဆန်းပြမှာမဟုတ်လို့ပါเนาะဒါတွေကသူမီးလေးပါเนาะကျွန်တော်သူမီးလေးတွေပါเนาะဒါလေးလှပါမယ်ဒါလေးเนาะဒါလေးမီနီလေးเนาะစုံရတဲ့မီနီလေးမရှိဘူးလားဆိုတော့ညီကိုတွေเนาะဆုံရပါလေတိတ်ခွေလေးရမယ်နော်ဖုန်းနဲ့လည်းရမယ်လိုင်းလည်းရမယ်ဒီမှာနော်အန်တီလည်းရမယ် CD လည်းရမယ်နော် CD ရပါမယ် CD ကတော့ကျွန်တော်ဂျပန်ချင်းမို့တော့ဟိုကပြောင်းလိုက်တော့ဂျပန်ချင်းပြီးတော့ဒါဝယ်လို့ဒါလေးထည့်ပြလိုက်မယ်နော်ဒီခွေလေးအရင်ရောက်နားထောင်ဒါတော့ဟိုကချစ်သူပုံလေးခွေထည့်လိုက်မယ်နော်ဒီကလေးနဲ့ဆန်းပြခြင်းတယ်ကျွန်တော်နော်ဒီကလေးဆန်းပြနော်စီရီနဲ့ဆန်းပြပါတော့ဆောင်းကတော့မှ3မျိုးတော့ပြောင်းရပါနော်ဆောင်းတော့ဟိုတာတမျိုးနော်အွန်ဝိုင်းအွန်လေးပြောရတယ်ဆော့ဆော့လေးပြောရတယ်နော်ဒါလေးကတော့3မျိုးတော့ပြောင်းရပါဒါလေးရတော့ဗာလေးတော့ကျွန်တော်လည်းမသိဘူးနော်အဲ့ဒါကလေးလိုက်တာဗာလေးတော့ကျွန်တော်လည်းမသိဘူးဒါလေးပြီးထည့်ပြလိုက်မယ်နော်ဒါလေးကဂျပန်ပါခွေလေးမိုက်ပါမယ်နော်ဒါလေး6800ပါနော်ဒါလေးကျွန်တော်6800ပဲပေးပါရန်ကုန်အိမ်ရောက်ငွေရှိပါနော်နေဆိုရင်တော့ငွေကြိုလွှဲပေးရပါမယ်မိန်တုံးလေးခံသုံးပေးရပါမယ်ဂျပန်ပြည်တင်းသုံးလေးဖြစ်တဲ့အတွက်မိန်တုံးလေးကတော့6800 9000လောက်ရှိမယ်နော်200ဝက်မိန်တုံးလေးရပါပြီနော်နေဘက်မှာဆိုအင်ဗာတာရှိတဲ့သူတွေဆိုရင်တော့ရပါမယ်နော်အင်ဗာတာမှာဝန်ထမ်းထွက်ကလေးပါတတ်ပါလေနော်ဒါရပြီနော်ဒါရပြီတိတ်ခွေကိုပြောင်းလိုက်မယ်နော်တိတ်ကိုပြောင်းလိုက်မယ်ဒါတော့ပိုးဆန်လေးပါဘာနော်ပိုးဆန်ခွေလေးပါပိုးဆန်ခွေထည့်ထားတာပါတိတ်လေးရမယ် CD လေးရမယ်နောက်မှဖုန်းနဲ့တွဲဖွင့်လို့ရမယ်နော်ဖုန်းလေးနဲ့တွဲဖွင့်လို့ရပါမယ်ဖုန်းလေးတွေပါပါတယ်နော်သူ့ဖုန်းလေးကျွန်တော်စေးစော်နေရမို့လို့ပါနော်အဲဒီ6800ပါနော်နေဆိုရင်တော့ငွေကြိုလွှဲပေးရပါတယ်အရင်ငွေချင်မရပါဘူးကျွန်တော်ပေးမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးတင်ပေးထားပါတယ်နော်အဲဖုန်းလုံးလာကျွန်တော်သုံးပါတယ်နော်ကျန်တဲ့ပြည်ကြီးဖုန်းမှာသုံးပြောပါအောင်နော်ဝယ်မလဲခင်ကျွန်တော် Viber နဲ့ဗီဒီယိုခေါ်ပြီးပြခိုင်းပါနော်အားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်